ယောက်ျားလေးရအောင်အဲ့တော့ငါတို့မိန်းကလေးတွေပါလေပညာမတတ်ဘူးကျိုးစားလို့မရဘူးအမစဉ်းစားကြည့်ပညာမတတ်ဘာလို့စားလို့ရမှာဟမ်ဒီယူသားဝေးပြီမိမကြောင့်လို့မလုပ်အောင်ဟမ်ကျမလည်းဟုတ်ချင်တယ်ကျမသားကိုကျမပေးဆက်ခဲ့ကျမလုပ်တယ်ကျမပေးဆက်ခဲ့ကျမသားလည်းကျမရှင်းထားတာကျမလည်းပြင်မှန်းကျမထားခဲ့တယ်ကျမအကောင်းဆုံးထားခဲ့တာကြောက်တော့ကျမရောင်ကုန်ပါတကုံတေးပါထားတာတကုံတေးပါရောင်ထားခဲ့တာ我们仨人，我没问人，我都里面比蛮看路边去，我打的没有俺路边去了，我打的没有俺路边，人家打去呀，不懂俺内容面我打的没有，俺没去了打的没没路，不懂俺打的没有内容面，那地路来没有，俺心里那地路没有，俺明年了，俺老手给老干部，俺偏你娘对亲戚，是的嘛，都被漏了，都被漏了。အခုရအောင်ပေးစားပြီငါမမင်းကလေးတယောက်ငါမမင်းကလေးတယောက်ငါမမင်းကလေးတယောက်ငါဘသူအားကိုရမယ်ဘသူအားကိုရမယ်စဉ်းစားကြည့်ငါမငါယောက်ျားငါ့ကိုရမ်းချစ်တယ်ငါအရန်ကောင်းတယ်ငါ့ကိုရမ်းချစ်တယ်ငါပညာမတတ်နဲ့ငါယောက်ျားငါ့တစ်ခါမှမပြောငါ့ကိုရမ်းချစ်တယ်ငါသားသမီးကပညာတတ်ငါသားဆရာဝန်ဖြစ်တယ်ဆရာဝန်တော့စေတင်မှာကျောင်းတော်မှာငါအကုန်တင်မှာပဲထားတာနော်ဘာဖြစ်လို့လဲငါသားလူကရမ်းရင်မချက်ငါသမီးငါသားသမီးကအကုန်မြင်ချက်ငါမချင်တဲ့ဘူးချင်တယ်သူတို့ငါမချင်တဲ့后来妈，现在我失去了一个儿子，没有你死了，我没跟他们讲，他们为什么不要扶持我没拿白纸，我们不是韩国人，我们是中国人，我们是真正的中国人，我要跟他们讲，我不服气，我一点都不服气，哎呦，အခုကျမပြောလိုက်ပြီဗမာပြည်မှာရှိနေတဲ့ဗမာတွေကျမတို့တရုတ်မပေါင်းပါနဲ့ကျမကတရုတ်စစ်ရတဲ့ဆက်မှတော့ကျမအဖေနဲ့အမေကဗမာစကားတစ်လုံးမှလည်းပြောတယ်အဲ့လိုစစ်တာအဲ့တော့ကျမလေမမေပြောခွင့်ပေးပါစေငါပြောမယ်မမေငါနောက်ဆုံးငါဘယ်တော့မှမပြောနိုင်ဘူးရတဲ့ဆက်မှတော့မရောဘူးငါအဖေနဲ့မေကလေရတဲ့ဆက်မှတော့မပြောဗမာစကားတော့မပြောတတ်ဘူးဒါပေမဲ့ညီမတို့ဗမာလူမျိုးတွေတိထားဖို့ပါငါတို့တရုတ်ပြည်ရဲ့ဗမာနဲ့တရုတ်ပြည်ကတရုတ်နဲ့ဒီဗမာပြည်ကတရုတ်နဲ့မတူဘူးစိတ်သက်ချင်းမတူဘူးအခုကျမတရုတ်အစစ်စစ်ကျမသားတယောက်ဆုံးရှုံးလိုက်ရပြီခင်ဗျားတို့ကောင်းနေမှာထည့်ထားလိုက်တော့ကျမတို့ကဗမာပြည်မှာမွေးတဲ့အတွက်ကြောင့်ဗမာပြည်မှာသမင်းစားတဲ့အတွက်ကြောင့်ဗမာပြည်ရေတောက်တဲ့အတွက်ကြောင့်ဗမာစိတ်သက်ရှိတယ်ဖျားတရားသိတယ်တရုတ်နဲ့တော့မရှိနဲ့တရုတ်နဲ့ပတ်သက်လာရင်ဗမာပြည်ကတရုတ်ကိုမပုတ်ခတ်ပါနဲ့စီအောင်ပါအသက်နိုင်ဆုံးအခုကျမသားဆရာဝန်တယောက်ကျမပိတ်ဆက်လိုက်ရပြီဒါလေအကောင်လုံးတရုတ်ကိုကျမတခါတည်းကျင်ညာထားတာမဟုတ်လို့ရှင်ကျမတို့တရုတ်လေစောက်တရုတ်လေအဲ့လိုမပြောနဲ့ညီမတို့စဝေးမခွဲနဲ့အမတို့ဘာပြောလို့ပြလားအမတို့ဗမာပြည်မှာမွေးတာအမတို့ရှမ်းပြည်မြောက်ပိုင်းမှာအဖေနဲ့အမေဆိုရင်တရုတ်စကားကိုခုံးမအောင်မပြောအဖိုးအပွားအုပ်ကတရုတ်ပြည်မှာရှိတယ်တရုတ်တမနာကိုအမပြောလို့ရတယ်အမတို့စာပြီးရပဲမှာပြောလို့ရတယ်အမတို့ကဗမာပြည်မှာမွေးတာအမတို့ကဗမာစိတ်ပဲရှိတယ်ဖျားတရားလုပ်တယ်ဖျားတရားသိတယ်အလူအတန်းသိတယ်သူတို့နဲ့မရှိနဲ့တရုတ်ပြည်ကတရုတ်နဲ့ဘတုံးမှမရှိနဲ့ဗမာပြည်ကတရုတ်ကိုနားလေပေးပါမရှင်းကြပါနဲ့အခုကျမတယောက်သားတယောက်ဆုံးရှုံးလိုက်ပြီဟုတ်တယ်ကျမတို့ကကျမရဲ့စာတီးရှမ်းပြည်မြောက်ပိုင်းနန်းဖက်ကကျမရဲ့ကိစ္စကိုကျမအကုန်ဖော်မယ်ကျမပညာမတတ်ခဲ့ဘာဖြစ်လို့လဲစစ်ဖြစ်လို့ပြစ်နေတာလေပြစ်တာသူကြလေဟိုမှာပြစ်တယ်ဒီမှာပြစ်တာဟိုမှာလည်းပြည့်ရမှာအဖိုးကြီးတဲ့အဖွားကြီးအဖော်အဖိုးတွေနဲ့ထောက်အဖိုးတွေနဲ့ပြေးရတာလေကြောင်းလည်းကောင်းကောင်းမရှိဘူးအဲ့တော့အမတို့ပညာမတတ်ဘူးဆိုတာညီမတို့ကဲ့ရတာအမကိုကဲ့ရတာကဲ့ရလားအမကဲ့ရလားအမဒါပေမဲ့အမကလေအမသားကိုလေဆရာဝန်ဖြစ်အောင်မထားခဲ့တယ်ဆရာဝန်ဖြစ်အောင်မထားခဲ့တာကိုပညာမတတ်ပြီလေကိုသားကိုလိုမျိုးဘယ်တော့မှမဖြစ်စီအောင်ကိုမွေးလာတဲ့သားသမီးကိုသူများငါသားသမီးကိုလေလက်ညှိုးလေးတစ်ချောင်းတော့အထုံးမခံဘူးငါအဲ့လိုမျိုးစိတ်သက်နေမှာအဲ့လိုစိတ်သက်ရှိလဲနေမှာအဲ့လိုစိတ်သက်ရှိလဲနေမှာအခုငါသားကိုတခါတတ်လိုက်ပြီငါသားသိသွားပြီငါသားစေးချောင်းသားငါသားအရန်လိမ်မာလားအရန်ချစ်ဖို့ကောင်းလားအရန်နုညံ့လား
အရန်စိတ်ကောင်းရှိတာနော်အခုကြွားတော့မယ်ငါသားကိုလေငါဆရာဝန်မလို့ငါခါမှငါမကြွားခဲ့မကြွားခဲ့ဘူးအခုကြွားတော့မယ်အခုဘာဖြစ်လို့ငါကြွားပိုင်ခွင့်မရှိတော့ဘူးဟုတ်တယ်နော်အခုငါကြွားတော့မယ်ညီတို့ကဘာကြီးတင်အောင်ကြွားပေးငါငါသားဘယ်လောက်ထိတော်လဲတကုံတိမှာစေတန်းကိုအမှတ်900ချုံနဲ့အောင်ထားတယ်နော်900နဲ့6မှတ်နဲ့အောင်ထားတယ်ငါသားနော်စေးတင်မှာတက်တယ်ပထမနေ့ငါသားလေးအရန်လိုက်ပါတယ်ကျောင်းမှာသူနဲ့ပတ်သက်လို့ငါတခါမှမျက်နှာမမြင်ခဲ့ရဘူးအခုငါသားလေးသူကြားတယ်ငါသားကိုငါကြားအောင်ငါပြောတာတုံယူတယ်မေအမေနဲ့စိတ်ထဲမှာပုံတယ်အမေနဲ့စိတ်ထဲမှာပုံတယ်နော်ဒါပေမဲ့အခုငါသားလေးအသက်မရှိတော့ဘူးတတ်လိုက်ပြီလေ3ချက်တော့ပြည့်တယ်မသိဘဲနဲ့နေမှာလား3ချက်တော့ပြည့်တယ်ညီမလေးဟမ်16နှစ်မပြည့်သေးဘူးလို့ငါသား16နှစ်မပြည့်သေးဘူး16နှစ်မပြည့်သေးဘူး16နှစ်မပြည့်သေးဘူးနော်အခုငါသားရှိလာပိုင်း3ရက်နေမှပြည့်မှာ16နှစ်နော်သူအရန်ရန်ကောင်းကျောင်းကိုစိုးစိုးထားပေးလိုက်တယ်အရန်တော်တယ်ငါသားအခုချိန်ကြီးဒီစားမထားဘူးနော်မအေးစရာမုံဖို့မတောင်းဘူးရှိတာနဲ့စားတယ်နော်အဖိုးအဖွားအရန်ချစ်တယ်နော်အရန်ချစ်တယ်ဖေးမေအရန်ချစ်တယ်နော်ကျမဆုံးရှုံးရတယ်ကျမအကုန်ဆုံးရှုံးလိုက်ရတယ်ကျမကဘာမကြည့်ဘူးကဘာမကြည့်ဘူးတကယ်ကဘာမကြည့်တဲ့နေ့ပဲကျမကဘာတော့မှမကြည့်တဲ့နေ့ပဲဘာဖြစ်လို့လဲသိလားငငယ်တွေကနှိမ့်ဆက်ခံရတာလေအနေငယ်တွေကနှိမ့်ဆက်ခံရတာစစ်ပြေးလို့ရှိရင်ညီမရဲ့ညီတို့မကြုံဘူးလို့ပြေးရတာလေဖះကြည်ဆောင်ဝင်ညဆိုကောင်းကောင်းမအေးရဘူးခြံထဲမှာလေမြေကြီးအကျွန်းတွေတူထားတယ်ခွေးဟောင်နိုင်ကြအဲ့တဲ့မြင်မြင်ဝင်မုံရတယ်သိလားသူတို့တွေကအပေါ်ကပြေးလိုက်အောက်ကပြေးလိုက်ပြည်သူတွေကကြားထဲမှာလေသိလားကြည်ဆောင်ကိုရောက်လဲဒီရောက်လဲအဲ့လိုလေဘာမှဘလို့ကြောင်းတက်လို့ရမှာဟမ်ပညာမတတ်ဘူးလေဟမ်ကျောင်းမတက်လို့ပညာမတတ်ဘူးပေါ့အဘာဆိုင်လို့ဟုတ်တယ်မလားအခုကျမသားကိုကျမထားတယ်ကျမအတတ်နဲ့ဆိုကျမအကုန်လုံးကျမလုပ်တယ်မရှိတော့ဘူးကျမသားကျမမကြည့်နိုင်ဘူးလုံးဝမကြည့်နိုင်ဘူးကဘာမကြည့်ဘူးပဲကျမတက်ချင်တယ်လာတက်ဟုတ်လာတက်ပြီခံတယ်ကျမခံမယ်ကျမသားကိုကျမခံတယ်နော်ခံမယ်မခံနိုင်ဘူးကျမ